မြန်မာရော့ဂီတကိုပြောရင်အာဇာနည်ကိုလည်းမပါမဖြစ်ပြောရတဲ့အကြောင်းရင်းကိုလူကြီးမင်းတို့သိပါသလားအာဇာနည်ဟာမြန်မာဂီတလောကထဲကိုရော့စိတ်တဲ့အပြည့်နဲ့ဝင်ရောက်လာခဲ့တဲ့အဆိုတော်တစ်ယောက်ပါဟုတ်ပါတယ်ခင်ဗျာအာဇာနည်ဟာလူအများနဲ့လိုက်ဖက်အောင်တခြင်းတွေကိုပြောင်းဆိုမဲ့အစားကိုဂီတကိုပဲဥတီထားခဲ့သူပါအာဇာနည်ရဲ့တခြင်းတွေဟာအချစ်ကြောင်းတွေကြီးပဲမဟုတ်ပဲလူငယ်တွေရဲ့နေ့စဉ်ဘဝကိုလွတ်လပ်မှုတွေထင်ဟပ်ပေးခဲ့ပါတယ်ဒါကြောင့်လေအာဇာနည်ရဲ့တခြင်းတွေဟာခေတ်လွန်ကြတဲ့ဒီဟောင်းမသွားပဲယနေ့ချိန်ထိရေပန်းစားနေသေးပါအာဇာနည်ရဲ့အတန်ဟာပြင်းထန်ပေမဲ့အဓိပ္ပာယ်မရှိတဲ့အော်ဟစ်မှုမျိုးမဟုတ်ပါဘူးခံစားချက်နဲ့စာသားကိုတပြိုင်နက်တည်းထိုးပေါက်နိုင်တဲ့အတန်ပါဒါကြောင့်လေရော့တခြင်းတွေကိုနားမထောင်တဲ့သူတွေတောင်သူ့ကိုလေးစားကြပါတယ်အဆိုတော်အာဇာနည်ဟာအဆိုတော်တယောက်တည်းပို့ပြီးမြန်မာရော့ဂီတအတွက်လမ်းဖောက်ပေးခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါသူ့တခြင်းတွေဟာယနေ့ထိလူငယ်တွေရဲ့စိတ်သက်ကိုမြင့်တင်ပေးနေသေးပါအဆိုတော်အာဇာနည်ရဲ့ကျွန်တော်ကြိုက်ဆုံးတခြင်းတွေကတော့ရင်ရင်လေးယူရှင်းပြခွင့်ပေးပါမျော်လင့်နေမယ်စတဲ့တခြင်းတွေဟာလည်းယနေ့ချိန်ထိလူငယ်ပေးသက်တွေရမှာရည်ပန်းစားနေသေးပါလူကြီးမင်းတို့ကရောအာဇာနည်ရဲ့ဘယ်တခြင်းတွေကိုအကြိုက်ဆုံးလဲအာဇာနည်ရဲ့တခြင်းတွေနဲ့ပတ်သက်ပြီးဘဝမှာအမှတ်တရတွေများရှိခဲ့ရင်ကောမန့်မှာရေးသွားခဲ့ပါဦးနော်ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါဦးမယ်သုံးနည်းကြည့်ပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ပြောကြရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်အားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ